ဆန်ဆန် page ကနေကြိုးဆိုလိုက်ပါတယ်ဒီနေ့ချက်စားမှာတော့ကြက်သားအာလူစီပြန်ဟင်းဖြစ်ပါတယ်လိုအပ်တဲ့အာလူကြက်သားဂျင်းကြက်သွန်ဖြူကြက်သွန်နီမျိုးစုံအာလူကိုကြော်လိုက်ပါမယ်အဓိကတော့အာလူမကြည့်အောင်လို့ပါအာလူလေးတွေအရေးတင်းလာပြီဆိုရင်အယောင်ပြောင်းလာပြီဆိုရင်ဆယ်ထားလိုက်ပါပြီးရင်အာလူကြော်ထားတဲ့စီနဲ့ပဲဟင်းပြန်ချက်ပါမယ်အာလူကိုစနင်းနဲ့ထည့်ကြော်ထားလို့စနင်းထပ်မထည့်တော့ဘူးနော်ရင်ဦးဆုံးဂျင်းထည့်လိုက်ပါပြီးရင်ကြက်သွန်ဖြူထည့်ပါကြက်သွန်ဖြူလည်းထည့်လိုက်ပါစီသက်တာတွေအယောင်ပြောင်းလာပြီဆိုရင်အယောင်တင်မဟုတ်လို့ထည့်လိုက်ပါစီသက်တာရပြီဆိုရင်ကြက်သားကိုထည့်လိုက်ပါသူ့ရေမထည့်သေးပဲနဲ့ဒီတိုင်းမှုေးအသားတွေမှုေးလာတဲ့အထိစီသက်ပါမယ်ပြီးရင်တော့အရသာအတွက်စားနဲ့ချုံမှုကိုထည့်ပါကြက်သားရေနဲ့ထွန်သူ့ရေနဲ့ပဲပြန်လုံးပြီးဖုံးထားလိုက်ပါမယ်အခုလိုစီပြန်လာပြီဆိုမှပထမတရေစထည့်ပါမယ်အသားနုဖို့အတွက်အခုလိုစီပြန်လာပြီဆိုရင်အသားမမှုသေးရင်နောက်ထပ်ဒုတိယတစ်ချိန်အသားနုဖို့အတွက်ရေထပ်ထည့်ပါအခုလိုစီပြန်ရေပြန်ဖြစ်လာတဲ့အချိန်ဆိုရင်အာလူကြော်ထားတာတွေကိုထည့်လိုက်ပါအာလူကိုနေရာနဲ့ချဲပေးလိုက်ပါပြီးအုပ်ထားလိုက်ပါအခုလိုစီပြန်လာပြီဆိုရင်တော့အာလူလည်းကျက်သွားပြီချက်သားတွေလည်းကျက်သွားပြီဆိုရင်တော့ရပါပြီအခုဆိုရင်အနံ့ရတာနဲ့ပြည်စုံတဲ့ချက်သားအာလူဟင်းလေးရပါပြီရှင်ဟုတ်တယ်超过 Thank you